Hello ဒီထဲကမိတ်ဆွေတွေနေပယ်တစ်ခုကိုတွားမယ်ခြေလမ်းမှန်ကြံတိုင်းငါ ready မဖြစ်သေးဘူးငါ perfect မဖြစ်သေးဘူးထွက်လို့မဖြစ်သေးဘူးလူများတွေငါ့ကိုဘယ်လိုပြောမလဲမသိဘူးဆိုတဲ့ခြေလမ်းနေတဲ့ပဲနောက်ပြန်ဆုတ်ခဲ့ရတဲ့အချိန်တွေဘယ်လောက်ကြာနေပြီလဲ Okay အဲ့ဒီထဲကတယောက်ဆိုရင်တော့ငိမ့်လဲအပါဝင်ဖြစ်ခဲ့ဘူးတယ်Okay အဲ့ဟာလေးကိုငိမ့်မပြောသေးခင်မှာ2022-2023လောက်ကလုံးဝကိုပထမခြေလမ်းဆိုတာကိုမကြောက်တဲ့ကောင်မလေးအကြောင်းကိုပြောပြပေးမယ်။အဲ့ဒီကောင်မလေးကသူဖြစ်ချင်တဲ့ဆန္ဒလေးတစ်ခုတည်းနဲ့ပဲသူ့ရဲ့2002-2003 carry ယူလာခဲ့တဲ့သူ့ရဲ့ပညာရက်တွေ experience နေနဲ့သူ့ရဲ့2021ကလေ့လာခဲ့တဲ့အကြောင်းအရာတွေအားလုံးပေါင်းဆက်ပြီးတော့သူသိတယ်လို့သိပါစေဆိုတဲ့စံနာလေးတစ်ခုတည်းနဲ့ပဲ knowledge sharing group ကိုလုပ်ပေးခဲ့ဘူးတဲ့အဲ့ဒီသူကတော့တခြားမဟုတ်ဘူးငင်းကိုယ်တိုင်ပဲဖြစ်ပါတယ်အဲ့ဒီကောင်မလေးကနားနဲ့ဆက်ဆက်ကြားလိုက်ရတဲ့စကားလုံးလေးကြောင့်ပဲကြောက်ခဲ့ရတဲ့အချိန်လေးတွေလည်းရှိခဲ့ပူတယ်။အဲ့ဒီစကလုံးကဘာစကလုံးလဲဆိုတော့သူကဘာမို့လို့ cherry လုံးနေရတာလဲ။အဲ့ဒီစကလုံးကိုပြောတဲ့သူဘယ်နယ်ပယ်ကဆိုတာကအခုချိန်မှာအရေးမကြီးတော့ဘူး။ပြီးခဲ့တဲ့ကိစ္စက2002-2003လောက်ကသို့တော့အဲ့ဒီဥစ္စာကြီးကခြေလမ်းတစ်ခုလှမ်းမှန်ကြိုင်လိုက်ဖြစ်လာတဲ့ခံစားချက်ကနင် ready မဖြစ်သေးဘူးလေနင် perfect မဖြစ်သေးဘူးလေဆိုတာနဲ့ရှေ့ထွက်ဖို့ခြေလမ်းတွေတွန့်ဆုတ်ခဲ့တာတွေငိမ့်မှာအများကြီးကြုံခဲ့ရတယ်။ဒါကြောင့်မလို့မိတ်ဆွေတို့ကိုလည်းအဲ့လိုမကြုံစေခြင်းမူကိုယ့်ရဲ့ဖြစ်တည်မှုကိုယ့်ရဲ့ဖြစ်ချင်တဲ့ဆန္ဒကိုသွားခြင်းတဲ့လမ်းကြောင်းကဘဒုကိုမှမထိခိုက်ဘူးဆိုရင်ရဲရဲဝင်းဝင်းနဲ့ခြေလန်းလှမ်းဖို့ကိုငိမ့်ဒီနေရာကနေပြောပြပေးခြင်းပါတယ်ငိမ့်လိုပဲအချိန်နေအများကြီးဆုံးရှုံးခဲ့ရတဲ့သူတွေရှိကောင်းရှိမယ်ကြောက်လန်းလန်းနဲ့ငိမ့်ခြေလန်းကိုဆက်ပြီးတဖြည်းချင်းလှမ်းလာခဲ့လာလေးလည်းရှိတာမို့လို့မိတ်ဆွေတို့လည်းကြောက်နဲ့ပဲခြေလန်းလှမ်းပါဆိုရပြောချင်